တို့မင်းအောင်လှိုင်ဟာ2008အခြေခံဥပဒေကိုဖျက်ဆီးတဲ့သူဖြစ်ပါတယ်။တမိုင်းဖြစ်ပျက်တွေဟာတစ်ခါတလေမှာပြက်လုံးဆန်ဆန်ဖြစ်သွားတာရှိပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအလွန်ဖျက်ချင်ပြီးတော့ဘလို့မှဖျက်ပြရတဲ့2008အခြေခံဥပဒေဟာဗိုလ်ချုပ်မင်းအောင်လှိုင်ဖျက်လိုက်တော့မှကုန်းကောက်စရာမကြံအောင်ပျက်စီးသွားရတာဟာရည်စရာပြက်လုံးတစ်ခုလိုပါပဲ။ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ2008အခြေခံဥပဒေနဲ့ဘလို့မှမကိုက်ညီတဲ့အလုံပေါင်းများစွာကိုလုပ်ခဲ့ပါတယ်။အထင်ရှားဆုံးအဖြစ်အပျက်တွေကိုပြောရမယ်ဆိုလို့ရှိရင်အခြေခံဥပဒေအရသမရကိုဘလို့မှဖမ်းခွင့်မရှိတာကိုလည်းသူကဖမ်းပြခဲ့ပြီးပါပြီ။ဒုတိယသမရကိုသူ့သဘောနဲ့ယာယီသမရအဖြစ်ခန့်ခွင့်မရှိတာကိုလည်းသူကခန့်ခဲ့ပါတယ်။2008အခြေခံဥပဒေအရသမရကိုယ်တိုင်လက်မှတ်ထိုးမှအာဏာသိမ်းလို့ရမယ့်ဟာကိုလည်းသမရကလက်မှတ်မထိုးတော့ဒုတိယသမရကိုယာယီသမရဖြစ်အောင်အရင်လောက်ခိုင်းပြီးတော့မှလက်မှတ်ထိုးခိုင်းပါတယ်။လက်မှတ်ထိုးပြီးတော့မှအာဏာသိမ်းရမယ်အစားအာဏာသိမ်းပြီးတော့မှလက်မှတ်ထိုးပါတယ်စုစုပေါင်း2နှစ်တည်းဘလို့မှခွင့်ပြုမထားတဲ့အာဏာသိမ်းကာလကိုလည်းသူကြိုက်တဲ့လောက်တက်တန်းတိုးနေတာအခုဆိုလို့ရှိရင်4နှစ်နာကတ်နေပါပြီအာဏာသိမ်းပြီးလို့ရှိရင်လွတ်တော်စီကိုအမြန်ဆုံးတင်ပြရမယ်စီခံရမယ်ဆိုတာကိုလည်းသူမလုပ်နိုင်ပါဘူးလွတ်တော်ကိုပါသူကဖျက်ပလိုက်လို့တင်ပြစရာလွတ်တော်မရှိဖြစ်ခဲ့ပြီးပါပြီသူ့ကိုယ်သူယာယီသမရပါဆိုပြီးတော့အမွေတောင်းလို့ဥမြင့်ဆွေစီကနေတောင်းပြီးတော့သူ့ကိုယ်သူအာဏာလွှဲတာမျိုးကိုလည်းပြောင်းလုပ်ပြီးပါပြီအဲ့ဒါလောက်အထိစစ်ကောင်းဆောင်ကိုယ်တိုင်ကစီမက်ကံမဲ့ချိုးချင်တိုင်းချိုးဖောက်နေလို့2008အခြေခံဥပဒေဆိုတာဟာအိမ်သာ3နဲ့19လောက်တောင်မှတန်ဖိုးမရှိတဲ့ဘဝကိုရောက်နေပါပြီဒါပေမဲ့2008အခြေခံဥပဒေဆိုတာကစစ်အုပ်စုအတိုင်းဝိုင်းကြီးတစ်ခုလုံးအတွက်တနေ့ရွှေတလုံးချဥပေးနေတဲ့ငမ်းမဲကြီးပါအဲ့ဒီငမ်းမဲကြီးကိုဗိုလ်ချုပ်မင်းအဲ့ဒီနောက်တော့သူကစစ်တပ်ကိုယ်စားလှယ်တွေကတင်တဲ့ဒုတိယသမရလောင်းအဖြစ်ဝင်ပြီးတော့နေရာယူပါလိမ့်မယ်အဲ့ဒီနောက်သူပဲသမရလောက်ပါလိမ့်မယ်အဲ့ဒါဟာသူ့ရဲ့အနှစ်အလားကမျော်လင့်တောင်းတနေတဲ့အိမ်မက်ပါအဲ့ဒါဟာသူ့ရဲ့အကြံစီပါအာနာသိယချင်းရဲ့အဓိကရည်မှန်းချက်ကြီးတစ်ခုလည်းဖြစ်ပါတယ်သူသမရဖြစ်သွားပြီဆိုလို့ရှိရင်6လတစ်ချိန်တက်တန်းတိုးရအကြောင်းပြချက်ရှားရဆိုတဲ့ဒုက္ခတွေကလည်းသူ့အနေနဲ့ကင်းဝေးသွားတော့မှာပါဘသူယုံမယုံသူလုပ်တဲ့ရွေးကောက်ပွဲကိုတရားမျှတတဲ့ရွေးကောက်ပွဲလို့သူ့ဘာသာလဲကြေညာမှာပါ legitimacy ဘလို့မှရှာမရလို့သူ့ကိုတစ်ကမ္ဘာလုံးကဆေးပေါ်ကြော်ဘက်မလုပ်တဲ့ဘဝကနေပြီးတော့ရွေးကောက်ပွဲလုပ်ပြထားတယ်ဆိုလို့ရှိရင်နည်းနည်းပါးပါးတိုးပြီးတော့သူ့ကိုလိုလားတဲ့လူတွေကအတိမတ်ပြူတာမျိုးရှိလာလိမ့်မယ်လို့လည်းသူကမျှော်လင့်ပါလိမ့်မယ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ2008အခြေခံဥပဒေကိုဖျက်ဆီးတဲ့သူဖြစ်ပါတယ်တမိုင်းဖြစ်ပျက်တွေဟာတစ်ခါတလေမှာပြက်လုံးဆန်ဆန်ဖြစ်သွားတာရှိပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က